ကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းကကျွန်တော်တို့မျက်နှာကိုမှတ်မိနေတယ်။ကားတွေလည်းလူတွေကမောင်းနေပြီ construction တွေမှာလည်းလုပ်သမားတွေ safety ဖြစ်မဲ့ဖြစ်ကို CCTV ကနေထိုင်စစ်ဆေးနေတယ် device တွေကဒီလိုမြင်ကွင်းတွေကိုသူတို့ဘယ်လိုမြင်နေရလဲ AI အတွက် smart eye လုပ်နိုင်တဲ့ computer vision ကနေကြိုးစားပါတယ်ဒီဗီဒီယိုမှာ computer ကပုံတွေကိုဘယ်လိုနားလဲတယ်လဲ data တွေကနေသူတို့ဘယ်လိုသင်ယူလဲဆိုတာနဲ့ computer vision တစ်ခုရဖို့ဘယ်လိုစတင်ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်တယ်အားလုံးပဲဆက်ကြည့်လိုက်အောင်ပထမဆုံးကျွန်တော်တို့ data collection ရင်လုပ်ရမယ်အခုကျွန်တော်ရဲ့နမူနာ prototype လေးမှာအယုတ်ကားသေးသေးလေး6မျိုးနဲ့ပတ်သက်ပြီးတော့ပုံတွေကိုရှုထောင့်မျိုးစုံအလင်းမောင်မျိုးစုံ background မျိုးစုံနဲ့ပုံ90ကို collect လုပ်ထားတယ်ပုံတွေများနိုင်တယ်များရင်ပို့ပြီးတော့ကောင်းတယ်ဒါကတော့ပုံကိုကျွန်တော် JPEG ပြောင်းတာဖြစ်တယ်အဲ့တော့ဒီ prototype လေးကအခုပုံထဲမှာတွေ့ရတဲ့ကားမျိုးစား6မျိုးတွေကတစ်မျိုးမျိုးမြင်တာနဲ့ဒါဘာကားမျိုးစားလဲဆိုတာကို detect လုပ်မဲ့ prototype လေးတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီကားမျိုးစား6မျိုးနဲ့ပတ်သက်တဲ့ပုံပေါင်း90ကျော်ကို collect လုပ်ထားတာဖြစ်တယ်အဲ့တော့ data တွေတော့ရပြီအဲ့တော့ဒီ data တွေကို label တက်ဖို့လို့ကျွန်တော်ဒီ label studio ထဲမှာ project တစ်ခု create လုပ်လိုက်တယ်ခုနက JPEG ပြောင်းထားတဲ့ပုံတွေကို upload လုပ်လိုက်တယ်အဲ့တော့ဒီနေရာမှာ setup လုပ်ချင်တဲ့ label ပုံစံကိုရွေးပြအောင်ဖြစ်တယ် computer vision လား language အတွက်လား audio အတွက်လားစသဖြင့်ပေါ့နော်ဒီမှာသူ့ရဲ့ setup အမျိုးအစားတွေရှိတယ်ပြင်ကားမျိုးစား6မျိုးအတွက် classify လုပ်ချင်တဲ့ label တွေဒီထဲမှာထည့်လိုက်တယ်ပြီးရင်ပုံတစ်ပုံချင်းစီကိုကျွန်တော် label တွေတက်ရမယ်ဒီမှာ label တက်တဲ့အခါမှာလည်းစိတ်ရှည်ဖို့တော့လိုတယ်ဘာလို့လဲဆိုပုံများရင်များတယ်လို့ကျွန်တော်တို့အချိန်ယူပြီးတော့ label တွေကိုတက်ရမှာဖြစ်တဲ့အတွက်နည်းနည်းစိတ်ရှည်ရေးထားပြီးတော့လုပ်ရမှာဖြစ်တယ်အဲ့တော့ label တွေကိုအချိန်ပေးပြီးတော့ကျွန်တော်တက်ပြီးသွားပြီနောက်တစ်ဆင့်အနေနဲ့ data set ကိုကျွန်တော် export လုပ်မယ်အဲ့တော့ကျွန်တော်ရဲ့ဒီ data set က YOLO AI model အတွက်သုံးပါအဲ့တော့ဒါကြောင့်မလို့ YOLO with image ကိုရွေးလိုက်တယ်ဒါဆိုရင် data set ရလာပြီဒီ data set ထဲမှာပုံနေပါမယ်ပြီးရင် data set နဲ့ပတ်သက်တဲ့ annotation တွေပါမယ်data set ကိုကျွန်တော် project ထဲထည့်လိုက်မယ် Okay ပြီးရင်ကျွန်တော်ဒီ data set ကိုသုံးပြီးတော့ train ကြည့်မယ်ပြီးရင် computer vision တစ်ခုရအောင်လုပ်ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့ code ကို run မယ် virtual environment တစ်ခု create လုပ်လိုက်တယ်project တွေလိုအပ်တာတွေ install လုပ်လိုက်တယ် Okay ဒါဆိုရင်နောက်တစ်ဆင့်အနေနဲ့ data set ကို folder 3ခုခွဲပြီးတော့တင်ပေးရမယ်ဘာလို့လဲဆိုတော့ AI model တစ်ခုကို data set အသစ်တွေနဲ့ train တဲ့အခါမှာ AI model က overfitting ဖြစ်သွားတယ်overfitting ဖြစ်သွားတယ်ဆိုလို့ရှိရင် AI model ကခွဲခြားသိဖို့ခက်ခဲလာတာပေါ့နော်ဒီလောက်ဆောင်ချက်ကကျွန်တော်တို့ common practice တစ်ခုလည်းဖြစ်တယ်အခုလိုမျိုး folder 3ခုတွေကို data တွေခွဲသွားတယ် split လုပ်လိုက်တဲ့အခါမှာပြီးရင်ကျွန်တော် data တွေကို verify လုပ်ကြည့်ရဒီမှာဆိုရင်အားလုံးအဆင်ပြေနေပြီကျွန်တော်တို့ရဲ့ data set နဲ့ AI model ကို train ကြည့်မယ်
ဒါကတော့ data set config အဲ့တော့ဒီမှာတွေ့ရတာက data set ရဲ့ path လမ်းကြောင်းနဲ့ data set ထဲမှာအသုံးပြုထားတဲ့ level တွေရဲ့ index နဲ့ level name ဖြစ်တယ်အဲ့တော့ AI model တစ်ခုကို train တဲ့အခါမှာအဲ့ model တွေကိုကျွန်တော်ထည့်ပေးလိုက်တဲ့ epoch အချိန်အတွက်ပေါ်မူတည်ပြီးတော့ train တာနှေးတာရှိမယ်မြန်တာရှိမယ်နောက်ပြီးတော့ epoch ချိန်ရအတွက်ကိုလည်း data set ရဲ့အရွယ်အစားပေါ်မူတည်ပြီးတော့ကျွန်တော်ထည့်ပေးရတယ် data set အသေးတွေဆိုလို့ရှိရင်50အနည်းဆုံးကတော့50ပါပဲ data set အကြီးတွေဆိုလို့ရှိရင်500 plus ကြီးထည့်ပြီးတော့ AI ကို train ကြတယ်ဒီ IMG640 ကတော့ image size ပေါ့နော် input လုပ်မဲ့ image ရဲ့ size အကယ်၍ GPU က powerful သိမ့်မဖြစ်ဘူးဆိုလို့ရှိရင် image size ကိုအနည်းဆုံး4163သုံးတယ်အကယ်၍ accuracy ပိုပြီး high ဖြစ်ချင်တယ်ဆိုရင်960 ထိထည့်သုံးကြတယ် Okay ဒါဆိုရင်ကျွန်တော် train လိုက်ပြီOkay ဒါဆိုရင်ကျွန်တော် train ပြီးသွားပြီ AI ကို train ပြီးသွားတဲ့အခါမှာဒီ model က result နဲ့ပတ်သက်ပြီးတော့ဒီ output folder ထဲမှာပြပေးတယ်အဲ့တော့ဒီထဲမှာဒီ AI model က accuracy ဘယ်လောက်ရှိတယ် object တွေကိုဘယ်လောက် detect လုပ်နိုင်တယ်စသဖြင့်ပေါ့နော် visualization metric တွေကိုဒီမှာပြပေးထားတယ်Okay ဒါကတော့ testing လုပ်ထားတာဖြစ်တယ် You see the labels are something wrong. Definitely need to fix it. Thank you everyone.